โอเคဗျာ i5 hi ပါတယ်ရှက်ဝင်လိုက်ပြီးရင်ဟိုကျွန်တော် Telegram မှာချပေးထားရအောင် Facebook တောင်းတော့နိုင်ပြီးရင် download ပြီးရင် Telegram မှာကျွန်တော်ပြီးရင်အမှM1 hi max ပြီးတော့ကားစကင်အဲ့ဒါကိုနှိပ်လိုက်ပြီးရင်အမှ expert အဲ့ဒါကိုပြီးရင် password ကကျွန်တော်မှာချပေးထားတယ်နော်အဲ့ TikTok CM မှာချပေးထားတယ်လမ်း follow လုပ်ခဲ့အောင်လို့ okay password ထည့်မယ် password ထည့်ပြီးတော့ okay အားဖြင့်ရတယ်နော်ခဏပြန်ထွက်လိုက်ပါနောက်ကိုပြန်ထွက်လိုက်ပါပြီးရင် anti message တွေကိုသွားမယ် anti message ကိုလည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားတယ်နော်okay ပြီးရင် IT ကခုနလိုပဲ download ပြီးရင် Telegram မှာပြီးရင်အမှဟိုးပေါ်တွေ့လာမှာအဲ့ဒါနှိပ် okay ဟိုဘက်ကလည်းဘယ်လိုလဲဆို Android ပြီးရင် data ပြီးရင်အဲ့ဒီမှာပတ်ကြည့်လိုက်ချာပတ်ကြည့်ကျွန်တော်ပတ်ကြည့်မတူကြောင်ပြတယ်ပတ်ကြည့်လိုက်ချာတာအဲ့ဒီမှာပတ်ကြည့်ဘယ်နားမှာလဲပတ်ကြည့်မတူကြောင်ပြောင်းနေပါတယ်ဒီအဲ့ကျွန်တော်ပတ်ကြည့်လိုက်ချာလာဗျာကျွန်တော်ပတ်ကြည့်မတူဟောမှာတွေ့အမပတ်ကြည့်နေလားပြီးရင်ဟိုဘက်ဟာလို့နည်းနည်းလေးဖြီးတာလေပြီးရင်အောက်ဖုန်းမရှင်းလို့ okay နေလားအမှရchannel subscriber လောက်ခဲ့အောင်နောက်လည်းတင်ပေးအောင်ပါမသိအောင်